အားလုံးပဲမင်္ဂလာပါဒီနေ့စကားလေးတစ်ခုနဲ့မိတ်ဆက်ပေးပါမယ်အလို့သမားခေါ်တယ်လို့လည်းမပြောဘူးပေါ့နော်အခုကပါလဲဆိုတော့မွေးစားသားသမီးရှာတဲ့ပုံစံမျိုးပေါ့အပြိုကြီးတွေရှိပါတယ်နောက်တစ်ခုကအိမ်အောင်တယ်လည်းရှိတယ်သားသမီးအကျိုးကျေးဇူးမခံစားတဲ့သားသမီးအပြိုဝေးမှာဖြစ်နေတဲ့သူတွေပေါ့နော်မိန်းကလေး9နှစ်10နှစ်ကနေပြီးတော့အသက်20ထိအောင်အိုက်ကြားထဲမှာပေါ့နော်အဲ့ဒါနည်းနည်းစွန်းနေစွန်းအောင်စဉ်းစားပေးမယ်မိသားစုလိုမျိုးနေဖို့ပဲအမေတယောက်လိုစောင့်ရှောက်ပေးမယ်ကျွေးမွေးထားမယ်စင်မယ်ပေါ့နော်ယောက်ျားလည်းယူလို့ရပါတယ်အချိန်တိုင်းတာတခုအိမ်ရောက်တဲ့ဆိုတော့ချက်ချင်းယောက်ျားတော့ယူလို့မရဘူးအတိုင်းတာတခုမှယောက်ျားလို့ယူလို့ရတယ်အမေနဲ့သားသမီးတယောက်လိုပဲသားသမီးဝယ်တဲ့ပုံစံသားသမီးဟိုဟာဖြစ်တဲ့ပုံစံမျိုးပေါ့သူတို့မရှိတော့တဲ့ခါကျရင်နောက်တစ်ခုကအိုနာရွတ်တော်ကြီးအဖိုးကြီးဖွားကြီးမဟုတ်ဘူးနော်အသက်ကသိတယ်မလား40 50ဝန်းကျင်နေရွယ်သူကတော့သားသမီးအနေနဲ့ပေါ့နော်ဒါမှသူတို့တေလို့ရှိရင်အနည်းဆုံးကတော့ရန်ကုန်တဝိုက်မှာအိမ်တလုံးနဲ့ခြံတစ်ခြံအနည်းဆုံးရမယ်အများဆုံးကတော့ဒီထက်ပိုရမယ်လိမ္မာရင်လိမ္မာသလိုရမယ်ပေါ့နော်အရင်တော့ကိစ္စအဝဝဘာတစ်ခုမှအာယုံထဲမှာမရှိဘူးမရင်းကျင့်ခံရတယ်ဆိုတော့ရတယ်ဒီကိုယ်လုံးတက်တိုးတွေရှိနေတယ်ဆိုလေရတယ်တနာလို့နယ်ဘက်ကလူတွေကိုဦးစားပေးပါမယ်နယ်ဘက်ကလူဒုက္ခရောက်နေလို့ဖေးမေးမရှိလို့ဖေးမေးရှိနေဖေးမေးနဲ့တားချတာမတက်လို့လုံးဝမိဘစီရနေပြီးတော့မနေခြင်းတဲ့လူမျိုးတွေကိုဘဝနဲ့ကိုဘဝဟိုဖြစ်နေတဲ့သူတွေကိုခေါ်ပါတယ်ဇာတိတကောင်းမှုရေးကြည့်တယ်လောင်းကစားတော့လုပ်လို့မရပါဘူးမိဘနဲ့သားသမီးတို့သွားလျာကိုလိုက်လို့ရမယ်အလုပ်လုပ်မယ်ဆိုတော့ဒီမှာအလုပ်ပေးလုပ်ပါမယ်အိမ်အောင်လည်းပြုလို့ရပါတယ်မိဘနဲ့သားသမီးလိုပဲဒီရောက်တဲ့ဆိုတော့ယူလို့တော့မရဘူးပေါ့အားလုံးကောင်းရင်ကောင်းသလိုအကျိုးကျေးဇူးခံစားရမယ်အလက်ကားတော့ရမှာမဟုတ်စာရွက်စာတမ်းနဲ့သိတယ်မလားပေးရမှာမိခင်တယောက်လိုဆက်ဆံဖို့သိတယ်မလားကိုကအမေတယောက်လိုဆက်ဆံဖို့ respect ထားဖို့ပဲလိုတာအခုချိန်မှာတော့ပြုစုယူရတယ်လုံးမပေးရဘူးနောက်တစ်ချိန်တော့မပြောတတ်ဘူးပေါ့နော်ဒါပေမဲ့ခိုင်မာတာတခုကတော့အနည်းဆုံးအိမ်တစ်လုံးချင်တဲ့ချန်တော့ရမယ်ပေါ့တိုက်လဲဖြစ်ရင်ဖြစ်မယ်အဲ့လိုမျိုးတွေရှိတယ်အဲ့အတွက်ကြောင့်မလို့လိုချင်တဲ့ဆိုဒီလေးဖုန်းနံပါတ်ဒီဟာကိုဝင်ပြီးတော့သားသမီးတယောက်အနေနဲ့ပေါ့နော်သားသမီးတယောက်အနေနဲ့ဝင်ချင်တယ်ကို့မှာလည်းမိဘတွေမရှိဘူးဆိုလို့ရှိရင်လောင်းကစားလည်းမရှိဘူးဆိုလို့ရှိရင်အရင်တော့ကိစ္စတွေဘာပဲဖြစ်ပထွေးနဲ့ပဲနေနေဘာပဲဖြစ်ဖြစ်ဘသူကပဲဘာတွေပဲ rate ပဲလုပ်လို့ပေါ့နော်ဒါတွေကိုအားလုံးကိုခွင့်လွှတ်ပေးတယ်လူနဲ့ဆိုင်ရာကျင့်ဝတ်များကိုကောင်းစွာသင်ကြားနားလည်စီလူတယောက်ရဲ့ကျင့်ဝတ်နဲ့ညီးတယ်ဆိုလို့ရှိရင်အားလုံးအဆင်ပြေပါတယ်လို့ပြောချင်တာပေါ့နော်အဲ့တော့ဒီလေးပြောချင်တာဒါလေးကိုလက်သင့်ခံတယ်ဆိုလို့ရှိရင်ဒီလေးဖုန်းနံပါတ်လေးကိုဆက်ပေးပါလို့သားသမီးနဲ့မိဘလိုပဲယောက်ျားလည်းယူလို့ရတယ်လူမမာကြီးကိုပြုစုနေရတာမဟုတ်ဘူးเนาะတဲတို့ကိုယ့်ရဲ့တချို့ဆိုလို့ရှိရင်ကွာမိဘတွေနဲ့နေပြီးတော့ဒီလိုမျိုးဘာမှမိဘစီကအမွေမရတာတွေရှိတယ်အဲ့တော့ကိုကကောင်းကောင်းမွန်လေးနေပေးရုံနဲ့အိမ်အောင်နဲ့ပြုတ်လို့ရတယ်သားသမီးနဲ့မိဘလိုမျိုးပဲအဲ့လိုမျိုးဆိုလို့ရှိရင်နေခြင်းနဲ့ဆိုလို့ရှိရင်လူမျိုးမျိုးဘာသာမရွေးရုပ်ရည်မရွေးဖုံးဆက်ပါလို့လိုချင်တာကဖြူစင်တဲ့စိတ်ထားတခုပဲလိုချင်တာဒန်းတူညီလူဆက်ဆံပေးမယ်သားသမီးနဲ့မိဘလိုပဲကျွေးမယ်မွေးမယ်တချို့ဆိုရင်အကုန်လုံးဒီထက်မကဒီလေးပြောရတယ်ပို့ပြီးရဖို့ပဲရှိတယ်ရှော့ပြီးရဖို့တော့မရှိဘူးအဲ့တော့ကျေးဇူးတင်ပါတယ်လို့